Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာဘာဟင်းလေးတွေချက်စားကြကြလဲရှင်ကျမတို့အိမ်မှာတော့ဒီနေ့ကြက်အာလူးရယ်မြစ်ကြော်ရယ်ငချောက်ဟင်းလေးရယ်ချင်ရည်ဟင်းလေးရယ်ချက်စားဖြစ်ပါတယ်ဗီဒီယိုလေးကိုလည်းလိုက်ပြီးကြည့်ပေးကြပါဦးနော်ကြက်အာလူးအတွက်ကြက်သားနဲ့အာလူးလေးတွေကိုအရသာလေးနေထားမယ်စရည်ရိုးလေးတွေရဲ့ကီမွန်းချင်ရွက်လေးတွေရဲ့ကိုမြစ်လေးနဲ့ပစုံလေးခတ်ပြီးတော့ချင်ရင်ဟင်းလေးချက်ပါမယ်နှချောက်လေးတွေကိုအနေတော်လေးတုံးထားပါမယ်နှချောက်ရဲ့နံလေးပြောက်ဝအောင်လို့အရင်ဆုံးစီဘူးထဲမှာအပေါ်ရန်လေးတင်းဝအောင်နည်းနည်းလေးကြော်ပေးပါမယ်ဒီဘက်မှာလည်းကြက်သားလေးတရေခမ်းလို့အာလူးလေးထည့်ပြီးတော့ထပ်တယ်ဖားပါမယ်နှချောက်ကိုအကျွတ်ကြော်မှာမဟုတ်ဘဲနဲ့အဆူကြော်မှာဆိုတော့ကြက်သွန်နီလေးတွေကိုအရင်ကျွတ်တဲ့ထိမကြော်ဘဲနဲ့နှချောက်လေးထည့်ပြီးတော့မကြီးရည်လေးအုပ်ပြီးတော့နှချောက်အဆူကြော်လေးကြော်လိုက်ပါတယ်စရည်ရိုးလေးရဲ့ကင်မွန်းချင်ရလေးရဲ့ထည့်တယ်ငပိစိမ်းသားလေးအနှဲငယ်ထည့်ပြီးတော့ချင်ရင်လေးထည့်ထားလိုက်ပါတယ်အားလုံးတော့ချက်ပြီးထမင်းမမိန်စားဖို့ပဲကြံတော့တယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်